တာဗျာအခုရွေးကောက်ပွဲလုပ်ပြန်တော့လေဒီရွေးကောက်ပွဲကအတူရအောင်အဲ့ဒါဆိုရင်မင်းတို့လာပြီးတော့ရွေးကောက်ပွဲဝင်ကြဝင်ပြိုင်ကြဆိုတော့လည်းမဟုတ်ပြန်ဟာခတ်တော့ခတ်တယ်ဂျားတွေကကျွန်တော်တို့ပြည်သူတွေကလေဂျောင်ပိတ်ပြီးတော့ရိုက်ခံနေရတာဒီကြားတဲ့နိုင်ငံရေးသမားတွေကလည်းသူတို့ပြောတဲ့အတိုင်းလို့သူတို့ခိုင်းတဲ့အတိုင်းလုပ်ဆိုတာကြီးပဲအဲ့လိုကြောက်လည်းမဟုတ်သေးဘူးလေဗျာကျွန်တော်လုပ်ချင်မှလုပ်မှာပေါ့မဟုတ်ဘူးလားမီတာကဆောင်းတာအစားပွဲလန်းသပင်လုပ်တာအဆုံးဘာဖြစ်ဖြစ်အပြစ်ကြီးပြောနေတော့တာ အေးကွာအေးဘာဖြစ်ကွာဒီရွေးကောက်ပွဲဟာငါတို့ပြည်သူတွေအတွက်ထွက်ပေါက်တစ်ခုပဲကွာဒီထွက်ပေါက်ကိုငါတို့ကောင်းကောင်းအသုံးချမှာဖြစ်မယ်အေးအသုံးချတတ်အောင်လည်းပြည်သူတွေကိုအသိပေးမှာဖြစ်မယ်ကွာပြည်သူတွေကသိပါတယ်ဘာမှမသိတဲ့ဖိအားတွေကြောင့်လားပြည်သူတွေကလန့်နေအာယူနေအခုလာမဲ့ရွေးကောက်ပွဲကြရင်ဘယ်ပါတီကိုမဲပေးမယ်လို့စဉ်းစားထားတယ်နင့်ဘာလုပ်မှုငါနဲ့တူနေမလားလို့လေကျွန်တော်ကတော့ပါတီကိုလည်းမကြည့်ဘူးလူကိုလည်းမကြည့်ဘူးတကယ်တိုင်းပြည်ကိုအကျိုးပြုမဲ့လူကိုပဲကြည့်ပါဘယ်သူမှတော့တိုင်းပြည်ကိုပျက်စီးအောင်မလုပ်ကြဘူးပျက်စီးအောင်မလုပ်ချင်လို့လဲကျွန်တော်တို့အခုရွေးကောက်ပွဲလမ်းစဉ်ကိုရွေးထားတာပေါ့အဓိကကတော့လူရွေးမှန်ဖို့ပဲလိုတယ်လူရွေးမှန်မှလူမှန်ရမှာလူမှန်ရမှဟေ့အကြောင်းမလားအေးဟုတ်တယ်ဗညာလည်းပါရောကွာမိဘဒီကောင်ကြီးတိုးရရောက်သွားတာမဟုတ်ဘူးလားအေးဟုတ်တယ်လေဘလို့ရွာပြန်ရောက်နေတာဟုတ်တော့မဟုတ်သေးဘူးနော်တခုခုတော့တခုခုပဲမင်းတို့လည်းငါတကယ်အောင်ရတယ်ကွာဒီရွာမှာနေတယ်ဒီရွာရေကိုတောက်တယ်ပြီးတော့ဒီရွာကိုမင်းတို့ဘုံတောက်တယ်မင်းတို့ရွေချက်ကဘာလဲဟမ်တော့ရွေချက်ခံချက်ကရှင်းတယ်လို့တော်နေရေးပဲမင်းတို့ဟာအဲ့ဒီလိုလုံးမတော်လန်ရေးတာဟမ်အခုမင်းတို့ကြောင့်ကလေးတယောက်ဒုက္ခရောက်သွားပြီမင်းတို့ဘာလုပ်ပြီဟမ်ကျုပ်တို့လည်းခင်းလို့တော့မဟုတ်စိတ်ရနာရှင်ကိုလုပ်တယ်စိတ်ရနာရှင်အဲ့ဒီစကားကိုတိတ်နားမလဲလို့ရှင်းပြစမ်းပါမင်းတို့မှာအဖြစ်မရှိဘူးဆိုတော့ငါသိအေးအဖြစ်မရှိအောင်လည်းမင်းတို့ကိုမင်းတို့လုပ်နေတာကွာဟာကြောက်မှပြေးရှိတယ်ဗျအဲ့ဒါဒီမိုကရေစီပဲစစ်မှန်တဲ့ဒီမိုကရေစီကိုရကျင်လို့ကျွတ်တို့လို့တာဒီမှာဘုံထောင်တိုင်းတော်လှန်ရေးမဟုတ်ဘူးကွာမင်းတို့ရည်ရွယ်ချက်တွေမှားနေပြီအင်္ဂါဆရာဝန်တယောက်အမြင်နဲ့ပြောရမယ်ဆိုရင်တန်ရာတွေများနေတဲ့အတိုင်းပြည်ကိုတန်ရာတွေပျောက်ကင်းသွားအောင်လှုပ်ပေးနိုင်မှစစ်မှန်တဲ့တော်လှန်ရေးဖြစ်တော့မှာပေါ့ကွာအဲ့ဒါတွေငါတို့မသိငါတို့ကတော့ငါတို့လုပ်ငါတို့ထုံးပါအခုလေမင်းတို့ရဲ့အတူရောက်ရွေးကောက်ပွဲယူငါတို့ဘက်ကမရရအောင်ဖြတ်အဲ့ဒါတော်လှန်ရေးပဲဘာဖြစ်လို့ဖြစ်ချင်တယ်လဲကြောရွေးကောက်ပွဲဖြစ်မှမင်းတို့လိုချင်တဲ့ဒီမိုကရေစီလမ်းကြောင်းဆိုတာပွင့်သွားမှာပေါ့ဟမ်အခုကမင်းတို့ကစစ်တပ်အုပ်ချုပ်တာကိုလည်းမလိုချင်ဘူးရွေးကောက်ပွဲလည်းမလုပ်ရဘူးဆိုတော့သက်ဆိုင်ရာတွေကဘာဆက်လုပ်ရမှာတော့အေးမင်းတို့သိထားမှာကစစ်ရေးနိုင်ငံရေးပြိပက္ခတွေကိုအဆုံးသတ်ပေးနိုင်တာရွေးကောက်ပွဲကဲကိုတို့ရကျွန်တော်တို့ရှေ့ထွက်မှာပဲရတော့ဘာဖြစ်လို့ရှေ့ထွက်တယ်လို့သုံးလုံးရတယ်လဲဆိုတော့ဒါကိုယ့်ရဲ့ကိုယ့်ရွာဖြစ်နေတယ်
မြေပြင်အခြေအနေကိုဘာမှမသိပဲနဲ့ဘိုင်းပေါ်မှာရေးချင်တာရေးနေကြတာနားမရဘူးကျွန်တော်တို့အားလုံးပြောပြမှပဲရတော့မယ် ကိုမင်းလင်းပြောတာဟုတ်တယ်ဗျာမကြခင်ရွေးကောက်ပွဲကလာတော့မှာအခြေအနေတစ်ခုပြောင်းလဲအောင်စူးစမ်းနေတဲ့လူတွေကိုသူတို့ရဲ့ရန်သူဖြစ်နေတတ်မှတ်နေတာတော့မှားနေတယ်ကျွန်တော်တို့ကအဲ့ဒါကိုထောက်ပြပေးရမှာ ပြတာပြလို့ရတယ်ကွာဒီနိုင်ငံလုံးတိုင်းတန်နေကြတာလွယ်ပါမလားအာယူ မင်းရလေကွာအဲ့ဒါကတော့ကိုဒေတာကိုထိန်းရမှာပေါ့အဲ့လိုမှမလုပ်ဘူးဆိုရင်လေရွေးကောက်ပွဲနဲ့ပြည်သူကအလန်းဝေးသွားလိမ့်မယ်လေ မဝေးပါဘူးပြည်သူကလည်းရွေးကောက်ပွဲကိုဖြစ်စေခြင်းနေတာပါ အခုလာမယ့်ဒီဇင်ဘာ28ကိုလည်းရွေးကောက်ပွဲနေ့ကြီးကြီးညာပြီးပြီနောက်ပြီးတော့ရွေးကောက်ပွဲဟန်တာနှောက်ရက်တဲ့သူတွေကိုလည်းပဲအရေးယူမဲ့ဥပဒေတွေပုံမှန်ထုတ်ပြန်ပြီးပြီတိတ်လည်းစိတ်ဘူးမလိုပါဘူး စိတ်မပူလို့တော့မရဘူးနော်ဦးလေးကြော်အောင်တို့ဗညာတို့လိုလူမျိုးတွေထပ်ပေါ်လာမှလည်းစိုးရင်ရတယ်ဗျာဒီငကောင်လည်းဗျာဘလို့စိတ်ကူးနေမြတော်တဲ့ဝင်သွားလည်းမသိပါဘူး ဘယ်လိုစိတ်ကူးတဲ့တော်တဲ့ဝင်ရမှာလဲစစ်တပ်ကအာဏာထိန်းတဲ့အချိန်မှာဒီကောင်တကောင်ကစာနာပြပွဲတွေကိုလိုက်တယ်ပြီးတော့ရွာကိုလည်းပြန်မလာရဘူးအဲ့မှာဟိုတိုးမောင်ဆိုတဲ့ကောင်နဲ့တွေ့ပြီးတော်တဲ့ပါသွားတာပဲအဲ့ဒါပဲ ငါကြောက်ဘာလို့ဘယ်လိုလုပ်ရွာလည်းပြန်လို့မရတော့အကုန်လုံးကုန်ခုမှတော့ဘိုးကြီးလာတုံးနေဘေးကငါပြောသားပဲစောကြီးတဲ့အဲ့လောက်ထိဝင်မပါနဲ့လို့ပြောတယ်ကိုရှောက်ကုန် ဟဲ့မင်းတို့နှစ်ကောင်ကလိုက်ရှာနေ မကြောနေတော့လေကွာကြီးတက်နေကိုကြီးဟုတ်နေပါ မင်းတို့ကရွာပြန်လို့မရတော့မလားဟမ် ကဲရွာပြန်ကျွန်တော်တို့အကုန်ဆွဲစည်းတော့မှာဗျလှုပ်ထားရတော်တော်များသွားပြီဟဲ့ဟောဦးတော်လိုက်ဒီဆက်သွယ်ပြီးတော့ခံကလေးလက်မထိုးလိုက် အာခံဝန်ဂတိတွေမှာလက်မှတ်ထိုးမနေနဲ့နော်မင်းတို့ခံဝန်ဂတိလက်မှတ်ထိုးတယ်မင်းတို့စောင့်ကြည့်ပြီးတော့ဆွတ်စီမှာပဲ ဒါဆိုကျုပ်တို့ကဘာလုပ်အောင်မလဲဗျာ မင်းတို့တော်တော့သွားကွာစစ်တပ်နဲ့ပါတက်လာပြီးနိုင်ငံရေးခုလုံကွင်းတောင်းအမေရိကန်ရောက်အောင်တို့ဒါပဲရှိတာလေ ဟောကျုံတော့ဘယ်ကူညီမှာလဲကူက ငါကူညီမှာပေါ့ငါကူညီမှာမလို့မင်းတို့လိုက်ရှာနေတာလေ ကိုတော့မအခုထမင်းစားဖို့တော့ပြဿနာတက်နေရနော် မပူနဲ့အဲ့ဒီဟာတော့ကတော့အေးစိတ်မိုင်းတာတွေငါကူညီပေးမယ်လို့မင်းတို့ပြောပြီးသားကွာ အဲ့ဆိုတော်ရရောက်ရင်ရောကျုပ်တို့ကဘာလုပ် မင်းတို့ကမှစစ်တပ်နဲ့ပါတယ်တက်ပြီးရင်မင်းတို့ရဲ့လှုပ်ရှားမှုအားလုံး Facebook ပေါ်မှာတင်အဲ့ဒီမှာနိုင်ငံရေးခုလုံကွင်းရောက်အောင်တောင်းရှင်းလား အာအဲ့လိုမလွယ်ဘူးထင်တယ်နော် လွှဲအောင်ငါလုပ်ပေးမယ်ငါလုပ်ပေးနေရတယ်အများကြီးပဲငါကူညီပေးတာတို့အကုန်လုံးအော်စီတို့အမေရိကတို့အကုန်လုံးရောက်ကုန်ကြပြီမင်းတို့နှစ်ကောင်ကြမှာတိုင်ပတ်နေတယ် ဒါကတော့သူတို့သမိုင်းသူတို့ရေးတာပဲလေဘယ်တက်နိုင်မှာမလို့ကျိုးတို့ကလည်းကျိုးတို့သမိုင်းကိုရေးရမှာပေါ့တကယ်တမ်းကျတော့တိုင်းပြည်တစ်ခုရဲ့အရွေကောက်ပွဲဆိုတာပြည်သူလူထုရဲ့ထွက်ပေါက်တစ်ခုဆိုတာရယ်ပြီးတော့စစ်တပ်အုပ်ချုပ်မှုအောက်ကနေလွတ်မြောက်ဖို့လမ်းစာဆိုတာကိုကျိုးတို့ရွာလူကြီးနားလည်အောင်လို့အစည်းအဝေးခေါ်ပြီးတော့ပြောပြရင်ကောင်းမယ်နဲ့တူတယ်ကောင်း ဒီနေ့စည်းဝေးကိုတက်ရောက်လာကြတဲ့ရပ်သူရွာသားတွေအားလုံးကိုကျေးဇူးတင်ပါတယ်အစည်းဝေးဆိုတာတဲ့ကျွန်တော်တို့ရဲ့ရပ်သူရွာသားတွေကိုနားလည်ရှင်းလင်းအောင်ကျွန်တော်တို့ကပြောပြနေတာပါဒါကြောင့်မလို့လဲဒေါက်တာမင်းလင်းတို့လိုဦးတိုက်ထွန်းတို့လိုရွာကိုပြန်ရောက်လာတဲ့အာယုတို့လိုသူတို့တွေရဲ့အကြံပေးချက်ရကျွန်တော်တို့ဒီလူပွဲလေးကိုစီစဉ်လိုက်ရတာပါကျွန်တော်အနေနဲ့လောက်ပဲပြောချင်ပါတယ်မင်းလင်းပြောပါဦး အော်ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပုံပွင့်လင်းလင်းပြောရမယ်ဆိုရင်တော့ဒါကျွန်တော်တို့ရွာသားဖြစ်တဲ့ကျော်အောင်နဲ့ဗညာပေါ့လေသူတို့နှစ်ယောက်ဒီဘုံထောင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောချင်ပါတယ်သူတို့ကဘာဖြစ်လို့ဒီဘုံကိုထောင်ရလဲဆိုတော့ကျွန်တော်ဒီဇင်ဘာ28မှာကျင်းပမဲ့ရွေးကောက်ပွဲကိုဒါနှောက်ရက်အဟန့်အတားဖြစ်အောင်ဘုံထောင်တာပါတဲ့အဲ့တော့ဗျာအခုလိုမျိုးသူတို့ဒီလိုဘုံတွေထောင်လိုက်တော့ရောတနိုင်ငံလုံးအတိုင်းအတာနဲ့ကျင်းပမဲ့ရွေးကောက်ပွဲကြီးကပျက်စီးသွားမှာမဟုတ်တာအဲ့တော့အခုလိုမျိုးဒဏ်ရာအနာတရားဖြစ်မဲ့ကိစ္စတွေသွေးထက်တန်ရုံဖြစ်မဲ့ကိစ္စမျိုးတွေအသက်ဆုံးရှုံးရမဲ့ကိစ္စမျိုးတွေကိုမလုပ်ကြပါနဲ့ဗျာလုပ်ဖို့လည်းမတိုက်တွန်းကြပါနဲ့ကျွန်တော်ဆရာဝန်တယောက်အနေနဲ့အနုညွတ်တောင်းပန်ချင်ပါတယ် ဆရာဟိုကျွန်တော်တခုလောက်မေးလို့ရလားမသိဘူးဒီရွေးကောက်ပွဲကအတုအယောင်ဆိုကျွန်တော်ပြောတာမဟုတ်ဘူးနော် င
အတူအယောင်ဆိုလို့ရှိရင်ဘယ်ပါတီကဝင်ပြိုင်မှာမဟုတ်လို့လဲဗျာ အမှန်မောဆရာ ပြီးရင်ဒီရွေးကောက်ပွဲကစီကန်းကိုတော်တော်တင်းကျပ်ထားရလို့သိရပါတယ် အဲ့တော့ကျုပ်တို့ရွာသူရွာသားတွေကိုကျုပ်တစ်ခုလောက်မြည်ပြရစီအခုဖြစ်ပြ